Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Rumble ဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ Minecraft ကို100 day series လေးဆော့သွားဖြစ်ပါတယ်ဒီဗီဒီယိုမှာ100 day ကိုပြီးဆော့သွားဖြစ်ပါတယ်ကဲစားရအောင်ပထမဆုံးတစ်ပင်ခေါက်အောင်ပထမဆုံးတစ်ပင်ခေါက်အောင်ဒီနားတစ်ပင်နဲ့ခေါက်လိုက်ကဲရော့ရပြီရော့တာမတ်တုံးနောက်ထပ်ကတတုံးနောက်ထပ်3တုံးလေးတုံး5တုံး6တုံးကဲရပါပြီရပြီဆိုတော့အင်းကိုနောက်မှာဆောက်မယ်အင်းဆုံးတော့မိုင်းတွင်း2ဆင်းရပါအောင်မယ်ကျွန်တော်ပထမဆုံးကီးပုံးနေဆိုတာဖြစ်တော့ကြောင့်မလို့ဗီဒီယိုမှာနဲ့ခလုံးနှိပ်ဖို့မိသွားတယ်ပါရှိနေတဲ့အတွက်ကြောင့်မလို့တောင်းမှပါတယ်ကြိုတင်ပြီးတော့အဲ့တော့ကျွန်တော်စလိုက်ရအောင်ကဲကျွန်တော်တို့ဒီဘက်ကိုသွားမယ်ဒီပေါ်တက်ဒီပေါ်မှာပါရှိမလဲစဉ်းစားဒီပေါ်မှာတော့မိုင်းတွင်းမရှိဘူးမိုင်းတွင်းဟိုဘက်မှာရှိပါရောမိုင်းတွင်းဘက်ရောက်မှတွေ့မယ်ကဲအရှင်မှာမိုင်းတွင်းတော့တွေ့ပြီမိုင်းတွင်းထဲကိုသွားမယ်မိုင်းတွင်းတော့ဖြစ်သွားပြီကဲဒီမှာခိုးတူးမယ်တခြားဘက်ကတော့တိတ်မတူးဘူးနော်တခြားဘက်ပြောင်းထားတာခိုးတူးဖို့ကအရင်ဆုံးကြောက်တုံးနေလို့ပဲကြောက်တုံးနေရင်တူရဒီမှာကြောက်တုံးနေရပြီဆိုတော့ crafting တွေပဲချရသွားရတဲ့ပါကဲ crafting တွေပဲထဲမှာတော့ပြီးဒီဘက်ကတော့ပြီး pick up ကို ice crab ပြီးpick up ရခေါ်လိုက်မယ် pick up ပဲကောင်းတယ် ice ကမှာအရင်ဆုံးတူးမယ်ကဲရပြီခိုးနေတူးတာကဲရပြီခိုးကဲဒီမှာဒါလေးကိုပြန်ယူသွားမယ်ဒါတွင်းထဲမှာလိုအပ်တယ်ကဲဒါကဒီပါတွင်းနေဆိုတွင်းနဲ့ဆက်ဝေးမှာကွာတွင်းတဲကမိုင်းကတော့တူးရခတ်မှာပဲအဲ့တော့ထားလိုက်အောင်ကွာအဲ့တော့မိုင်းတူးတာကိုခဏတော့မိုင်းတူးမိုင်းတွင်းနဲ့ရောက်မှတွေ့မယ်ဟယ်လိုမိုင်းတွင်းတာတိုင်းတော့ထုတ်ပြီးသွားပြီဒီမှာလေးဒါလေးပဲလောက်ဖို့ကြံတော့ကဲအဲ့ရတော့ပြန်ရပြီဆိုတော့ဒီဘက်ကိုတူးရမယ်ဒါကပထမဆုံး hacker series ဖြစ်တဲ့အတွက်ကြောင့်မလို့မသေးအောင်လို့တိချာလေးဆိုအောင်ဒါတော့ကဝင်တော့ငါမှအာယုံနေပါရှိပြီးသွားတယ်ကဲဒီမှာအာယုံ tester နဲ့ဓာတ်မုံကိုတုံးရခဲ့တယ်ဒီလောက်ဆိုတော့ကောင်းပါတယ်ဒီမို့နော် diamond tester နဲ့ diamond ကိုတုံးiron tester ရခဲ့ပါတယ်ကဲအားရဖိုင်နေကုန်ပြန်ထွက်ရပြီကဲနောက်ထပ်ကဒီမှာက crafting table ယူတော့တပြန်ချကဲရပြီ crafting table ချလက်သွားပြန်ရိုက်ကဲစတင်ပြီးတော့ခရရကဲမှာအာယုံဖူရမှာရIron Food ပါရအောင်လုပ်ရမယ် Iron Food မှာပထမဆုံး Iron Food မှာဖြစ်သွားတယ်ကောင်းတာပေါ့ကွာဒါကတော့ဒီမှာ Iron ဒီမှာက Diamond ကဲဒီမှာ Diamond ဒါပစိန် Diamond နဲ့ပဲလုပ်လာနောက်တစ်ခါတော်ဒါလို့တော့ကဲဒါလေးလို့โอเคရပြီမတိုင်းမတော့တုံးကြံသေးတယ်ကဲဒီပါပြီးတော့ပြန်တော့ထိုင်ပဲထိုင်ရဒီမှာโอเคတော့ပြန်ပို့
နော်ဒါဝေးအောင်မှာအေးခုနလူပြောက်သွားလူနော်အော်ဒါ crashing တွေပဲထဲမှာဤလိုနေလိုက်အားရတပါတဲ့နဲ့အော်ဘာမဟုတ်ပါတော့လေးကဲဒါလည်းပြန်ရင်တော့မှာအင်းဆောက်ဖို့နေရရှာရအောင်မယ်အင်းဆောက်ဖို့ကလုံးဝအင်းကိုလာပပဆောက်အောင်အဲ့တော့အင်းဆောက်ပြီးအောင်တော့အဲ့နေရလိုက်ရှာရအောင်မယ်ခလို့နေတိုင်းမူအာမရတော့ကဗီဒီယို record လိုက်ရလို့ပေါ့နော်ဒါကတော့ထားလိုက်ပါဒီတိုင်းဒါပဲလက်တော့ပြန်ပြီโอเคဒါကတော့ဒီတိုင်းပဲလုပ်ရမယ်ဒီတိုင်းဟိုမှာဒီလောက်ဆိုရပြီကဲတူနေဒီမှာတနံလေကောင်းနေပြန်ပြဒါကတော့ကျွန်တော်ကြိုက်ဆုံး favorite ကောင်းရတဲ့ကောင်းဝေးထားပါမတကောင်မကောင်တော့ကောဝါဥပရှိနေတယ်အဲ့တော့မယ်ဒီဘက်မှာကကြတော့မှာ gas happy gas ကိုဝေးထားတယ်ဝါရောင်လေးနဲ့ဝါနဲ့တပ်ပေါ်တယ်ဟိုမှာကိုတိုင်းဒီမှာကအိမ်ကလာပါတယ်မစိုးပါဘူးကောင်းပါတယ်ဒီဘက်ကအိမ်တက်အိမ်ဒါကတော့မြေကြီးထဲရောက်သွားတယ်စောင်းနေဒါသာရစဖက်ကရှာရတယ်လို့ရှာလက်စားတဲ့ခါတည်း3အိမ်စာရှာလိုက်တာဒီမှာတော့ဒါပဲရှိမယ်ဒီလောက်ပဲဒါကဒီလောက်ပဲဆိုတော့ဒီမှာထားခဲ့ဒီမှာကောင်းမဟိုမှာတွေ့လားဟိုမှာတွေ့လာမှာအာနာဒရာဂွန်ဟာပေါ့နော်အာနာဒရာဂွန်တော့တတ်ထားတာကဲဟိုမှာဒါကရက်တထောင်ပြည်ကန်ဒီရက်980တော့တတ်ထားဟိုရက်990ရှစ်ဖြစ်သွားပါပြီအဲ့တော့ဒီမှာဒါပဲပေါ့နော်ဒါပဲနောက်ထပ်ပြစရာရှိသေးတယ်အဲ့ဒါကတော့ကဲပြစရာကတော့ထီရလေးပဲဖြစ်ပါတယ်ဒါကရွာတော့ဟိုပါဘောနော်အချက်မှန်းလိုက်ရှာတော့တွေ့ရရွာနေပြီးတော့အယုံကူတန်ကနေရလာတာဒါပဲရော့ပါရော့ကဲဒါဟိုဘက်မှာတော့နေတာပို့တဲ့ရှိမယ်လေချိန်တော့ကြောက်စီရဘာမှဟိုရှိမယ်မှာနော်ဒီဘက်ဒါပေါ့နော်ဒါဈေးလောက်ထားတာဒါပစ္စည်းကတော့မထားသေးဘူးထားလို့လည်းမမီတော့ဘူးပေါ့နော်ထားလိုက်ပါတော့ဒီကတော့ဒီတိုင်းထားလိုက်တော့မယ်တိတ်လာသေးဒါဗီဒီယိုကဆော့ကျင်သေးရဆိုရင်တော့ကျွန်တော်ပြောခဲ့ပါ series တွေထပ်လုပ်ပေးထားပါမယ်ကဲဒါကတော့ဒီပေါ်မှာဒီမှာတက်ရပြီကဲတက်ကဲရပြီတက်ကဲဟိုမှာပေါ့နော်ဟိုမှာစိုက်ခင်းလေးရှိမယ်စိုက်ခင်းကမလောက်ပေါ့နော်အဲ့တော့ထားလိုက်ပါစိုက်ခင်းဘက်ကတော့တောင်းမပြတော့ဘူးကဲဒီမှာတော့ဒီတိုင်းပဲဒါပဲပေါ့နော်အဲ့တော့ဟိုကဒါတိုင်းပဲဒီကတော့တိတ်ရှိပေါ့နော်အတီးတယ်ကဲထားလိုက်တော့ let's go ဒါပဲထားလိုက်တော့ကဲဒီဘက်မှာသွားမယ်ကဲဒီမှာတခုကဲဒါ999မှာတော့အဲ့ဒါဆက်လိုက်998ပြောအဲ့ဆက်လိုက်ပဲဖြစ်ပါတယ်ကဲနောက်ဆုံးတရက်ကိုအသက်ရှင်ရမှာပဲဖြစ်ပါတယ်ကဲကျွန်တော်ဒီမှာနောက်ဆက်လိုက်တယ်ချက်998ပြည်တော့ပါပြီတော့ဟိုပေါ်မှာကျွန်တော် block စီရလေးရှိသေးတယ်ဒီမှာလည်း dragon တစ်ခုတည်းဒါလောက်ဒီဟာလေးပဲဆောက်ဖြစ်ခဲ့ပါတော့အဲ့တော့ဒီမှာတမီးနင်းချက်ရနေပြီပြောနိုင်ကြအောင်ဒါလေးပဲဆောက်ဖြစ်ခဲ့လိုက်တယ်အဲ့တော့ဗီဒီယိုကတိုးသွားပြီပေါ့နော်ကဲဗီဒီယိုကတိုးသွားချုပ်ပြမယ်လေနောက်ဆုံးမှပြစရာလေးတစ်ခုရှိပါသေးတယ်အဲ့ကတော့
တန်ဒီကြောပေါ်ရောက်တော့ပြီပေါ်ရောက်နေပြီအဲကျွန်တော်ဒီမှာ light far လို့အဲ့ဒါ light far သွားယူလာပါတော့ခွာတော့ကိုက69ဖြစ်သွားပါပြီဒါဟို plot ချရုပ်ကျင်းတော့ခွာမြရခွာလိုက်တော့အဲ့ရအန်းလာသွားတာโอเค light far စီးပြမယ်ရွှေလိုက်ထွားတော့စီးလို့ကောင်းတယ်ကဲဒါတော့ကျွန်တော်စောက်ခဲ့ဟာပဲဖြစ်ပါတယ်ကဲပေါ်ကနေခုံချပြမယ်1 2 3 time ဒီမသွားပါဘူးတေးပါဘူးကွာ yes go တရှင်ကြီးဒါတော့ကျွန်တော်ရေတခုံတစ်ခါတည်းလှုပ်လိုက်တာပေါ့နော်ရေတခုံလေးလာသွားအောင်လို့ကဲဒါကတော့ရှေ့တကူနဲ့ဆိုတိတ်တော့မလာဘူးဆိုပေမဲ့လည်းလာပါတယ်လာတဲ့အတွက်ကြောင့်မလို့ထိတ်တော့ကြာဘူးဒါပေမဲ့ဒါဟွာနေဆင်းလာဟာပေါ့နော်ကဲရွှေတိုင်ကနေဆင်းလာပေါ့နော်ကဲဒါကတော့ကျွန်တော်ဗီဒီယို100တွေဟာကိုဗီဒီယိုလေးပဲဖြစ်ပါတယ်ဒါနဲ့ကျွန်တော် channel ကို like and subscribe လုပ်ခဲ့ပေးပါဒါကတော့ shop brother အတွက်မျက်စားဖို့ပဲဖြစ်ပါတယ်ကဲကျွန်တော်နောက်ပိုင်းမှာလည်းဗီဒီယို share ရေးတင်နိုင်အောင်ကြိုးစားပါမယ်ဗီဒီယိုတနအီဗီဇာဗီဒီယိုတွေရတင်ပါတယ်နောက်ပိုင်းမှာလည်း stream ပါမယ်အခုဗီဒီယိုလေးကိုကြိုင် like and subscribe လုပ်ခဲ့ပါအားလုံးပဲ bye bye